လူတိုင်းမှာခန္ဓာဆိုတဲ့အစုအဝေး၅မျိုးရှိတယ်ပေါ့ရုပ်အစုအဝေးကရူပခန္ဓာစိတ်ခံစားမှုအစုအဝေးတွေကဝေဒနာခန္ဓာစိတ်ထဲမှာအာယုံကိုမှတ်သားတဲ့အမှတ်သားတင်ညာအစုအဝေးကတင်ညာခန္ဓာကြံစီတွေးတော်ခြင်းလိုချင်ခြင်းမုန်းတီးခြင်းစတဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်လာတဲ့သင်္ခါရတရားတို့ရဲ့အစုအဝေးကသင်္ခါရစေတသိက်တို့ရဲ့အစုအဝေးကသင်္ခါရခန္ဓာအသိစိတ်အစုအဝေးတွေကဝိညာဉ်ခန္ဓာလို့လူတိုင်းမှာဒီခန္ဓာ၅ပါးရှိတယ်ခန္ဓာဆိုတာတစ်ခုတည်းဖြစ်ကြတာမဟုတ်လို့အစုလိုက်အပေါင်းလိုက်သဘာဝတရားအတိုင်းဒီစကားလုံးကိုအသုံးပြုပြီးတော့မြတ်စွာဘုရားကခန္ဓာဆိုတဲ့စကားလုံးကိုဟောတယ်အဓိပ္ပာယ်ကတော့အစုအဝေးလို့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီအစုဝေးကြီး၅ရပ်ကိုခန္ဓာမယာပရိညာတငါဟာခန္ဓာနဲ့ပတ်သက်ပြီးတော့ပိုင်းခြားသိပြီးပြီဆိုတဲ့ခန္ဓာနဲ့ပတ်သက်ပြီးပိုင်းခြားသိပြီးပြီဆိုတာဘုန်းကြီးတို့တွေဟာဒီလိုသိဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဝိပဿနာဉာဏ်နဲ့ပိုင်းခြားပြီးတော့သိတာမို့ပရိညာတာပိုင်းခြားသိရလောကမှာအရေးကြီးဆုံးကဘာလို့ဆိုလို့ရှိရင်ဖယ်ရှားရမယ့်တရားရှိတယ်ပိုင်းခြားသိရမယ့်တရားရှိတယ်မျက်မှောက်ပြုရမယ့်တရားရှိတယ်မျက်မှောက်ပြုမယ့်တရားတွေကိုမျက်မှောက်ပြုဖို့အတွက်ဒီလောက်ဆောင်ရမယ့်တရားရှိတယ်ဒါဟာအမှန်လေးချက်သစ္စာ၄ပါးပဲဖြစ်တယ်ပေါ့အဲ့သစ္စာ၄ပါးထဲမှာပိုင်းခြားပိုင်းနိုင်သိเสียဆိုလို့ရှိရင်ခန္ဓာ၅ပါးပဲဖြစ်တယ်ပေါ့တို့တွေရထားတာဘာရလဲဆိုရင်ခန္ဓာ၅ပါးရထားတယ်အဲ့ဒီခန္ဓာ၅ပါးဒီတဲ့အပိုးအလွန်ရှိသေးလားဆိုမရှိဘူးဘယ်တရားပဲဖြစ်ဖြစ်ခန္ဓာ၅ပါးပဲရထားတာဖြစ်တယ်အဲ့ဒီခန္ဓာ၅ပါးဟာအယုတ်အလွန်အပိုးမရှိဘူးဆိုတာကိုပိုင်းခြားသိထားပြီးတော့အခြေခံအဖြစ်သိလိုက်တာဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းပဲဖြစ်တယ်။ဘာကြောင့်လို့ဆိုတော့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကဒုက္ခရဲ့ဖြစ်ပေါ်မှုသာလည်းဖြစ်တယ်။လူတွေခန္ဓာ၅ပါးရတယ်လို့ဒီသုံးတော့လည်းပဲမြတ်စွာဘုရားကခန္ဓာရတာဘာရတော့ဆိုဒုက္ခရတယ်လို့ပဲဟောတယ်။ဒုက္ခကြီးရတာဒုက္ခရထားတယ်ဆိုတာဟာတမန်အဖြစ်တော့စဉ်းစားကြည့်မယ်ဆိုရင်ခန္ဓာရထားလို့တို့ပြောစရာတွေ